တက်လာနက်လာဆိုတဲ့စကားလုံးကမြမယဉ်ကျေးမှုနဲ့ကိုယ်ွယ်ယုံကြည်မှုတွေမှာထင်ရှားတဲ့ဝေါ်ဟာရတစ်ခုအဖြစ်ရှိပြီးတော့တဘာဝလုံးအစမ်းတတိတွေဒါမှမဟုတ်မြင့်မြတ်တဲ့စွမ်းအင်တွေကိုရည်ညွှန်းထားတာပဲဖြစ်ပါတယ်။ဓာတ်ဆိုတာကတော့လောကီပညာဒါမှမဟုတ်အင်းအိုင်လက်ဖွဲ့စေးဝါးတွေမှာကာရာမနန်းတွေစုပ်ယူထားပြီးတဲ့စွမ်းအင်တွေရှိလာတယ်လို့ဆိုလိုပြီးတော့လူတွေကိုကာကွယ်ပေးနိုင်တယ်ဒါမှမဟုတ်အကျိုးပေးတဲ့အစမ်းတတိတွေရှိတဲ့အရာဝတ္ထုတွေဓာတ်လုံးတက်ကြိုစတယ်လို့ဆိုနတ်ဆိုတာကတော့မြမယူရာနတ်ကိုးကွယ်မှုတွေမှာနတ်မင်းကြီးတွေအဆောက်အအုံနတ်မင်းတွေတစ်ပင်တောတောင်ရင်းမြေစတဲ့တဘာဝတွေကိုကဆောက်ရှောက်ပြီးတဲ့နတ်တွေရှိတယ်လို့ယုံကြည်ကြပါတယ်။သူတို့ဟာလူသားတွေရဲ့ကံကြမ္မာရီနဲ့ဆက်ဆက်နေပြီးတော့ကုညီပေးနိုင်ခြင်းအသက်ကျန်းမာရေးနဲ့လုပ်ငန်းဆောင်တာတွေကိုဆောက်ရှောက်ပေးခြင်းအကျိုးပြုပေးခြင်းဆိုတဲ့ကောင်းတဲ့လက္ခဏာတွေပြတတ်တယ်လို့အနောက်ရှက်ပေးခြင်းစေတဲ့လောကီဆိုင်ရာအစမ်းတတိတွေလည်းရှိတယ်လို့ယုံကြည်ကြ။တော့ဓာတ်လားနတ်လားဆိုတဲ့စကားလုံးကတဘာဝဆန်းရင်ဓာတ်ကြောင့်လားဒါမှမဟုတ်နှက်ကောင်းနှက်မြက်တွေရဲ့မဆာမှုကြောင့်လားလို့ဆိုလိုခြင်းဖြစ်ပါဆိုလိုခြင်းကတော့မိမိမှာအဆောင်လက်ဖွဲ့တွေရှိနေလို့ကောင်းကျိုးချမ်းသာတွေရနေလားနှက်ကောင်းနှက်မြက်တွေနဲ့မိမိရဲ့ကောင်းမှုကံတွေကြောင့်ရောက်ရှိတာလားဟုဆိုလိုရင်းဖြစ်ပါတခါတည်းမှာနတ်တွေကမိမိတို့ရဲ့အလိုဆန္ဒကိုထုတ်ဖော်ပြောဖို့အတွက်ပူဇော်ပသမှုကိုခံယူစေခြင်းတဲ့အတွက်နတ်ဝင်တဲ့တရားနဲ့တစင်လူတွေနဲ့စကားပြောလို့ရှိကြပါတယ်နတ်ပူးတယ်ဆိုတာကတော့ဝိညာဉ်ဒါမှမဟုတ်ရင်ဒီနတ်တွေကလူတွေရဲ့ခန္ဓာကိုယ်တွေကိုဝင်ပြီးတော့ထိုဝင်ပူးခံရတဲ့ပုံကိုယ်ရဲ့စိတ်ဝိညာဉ်ကိုလွှမ်းမိုးချုပ်ခံလိုက်ခြင်းပဲဖြစ်ပါတယ်ဒီအချိန်မှာနတ်ဝင်ပူးတာနဲ့ဝိညာဉ်တရေတွေဝင်ပူးတာနဲ့လည်းဆက်ရှက်ရောလောနေပိုင်းပါဘာကြောင့်လဲဆိုတော့တခါတည်းမှာကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့နတ်တရေတစီပိတ်တာတွေ၎င်းတို့တွေကပူဇော်ပတ်တာတဲ့အစားအသောက်တွေကိုမတ်မောတွေ့တာလို့နဲ့အတွက်ထိုခန္ဓာကိုယ်ကိုထိုအလှရှင်ဒါမှမဟုတ်ရင်ထိုပူဇော်ပတ်တဲ့သူကိုဝင်ရောက်ပူးခတ်ခြင်းတွေလည်းရှိပြီးတော့နိုင်တာဒီကြောင့်ဖြစ်ပါတယ်။ဒါကိုစိတ်ပိုင်းဆိုင်ရာရှုထောင့်ကနေကြည့်မယ်ဆိုရင်နှစ်ပူးခြင်းဒါမှမဟုတ်ဒါကိုအုပ်စုလိုက်ယူထားခြင်းလို့လည်းဆိုကြပါသေးတယ်။အခြေအနေအမျိုးမျိုးအားတော့အပြင်စိတ်ပိုင်းဆိုင်ရာယောဂဝေဒနာတွေဖြစ်နေတာဖြစ်နိုင်လို့လည်းယူဆကြပါတယ်။စိတ်ဖိစီးမှုတွေများတဲ့အချိန်မှာထို့လိုစိတ်ဖိစီးမှုများတဲ့သူတွေအစုလိုက်အပြုံလိုက်ဖြစ်လာတဲ့အချိန်မှာတခုခုကိုယုံကြည်အားကိုးခြင်းနဲ့စိတ်ကြောင့်ယုံကြည်မှုတွေလွန်ကဲလာတဲ့ဒါကလူအများစုကပုံမှန်မဟုတ်တဲ့အခြေအနေကိုပြုလုပ်နေခြင်းလို့ယူဆကြပါတယ်။ဗုဒ္ဓဘာသာရဲ့အယူဝါဒကနေကြည့်မယ်ဆိုလို့ရှိရင်အခြေခံတဲ့ဒေသနာတော်တရားတော်တွေများအစားနတ်တွေဆိုတာကတော့လူတွေလိုပဲ31ပုံမှာပါဝင်ပြီးတော့လူသားတွေထဲပုံမမြင့်မြတ်တဲ့တဘာဝလုံးစွမ်းအားတွေရှိနေတဲ့သူတွေလိုပဲဆိုနိုင်ကြပါသေးတယ်။နတ်ပြည်ကို6ထောက်ရောက်တဲ့နတ်ပြည်ကိုရောက်တယ်ဆိုတာကတော့ကုသိုလ်ကံကောင်းလို့ဖြစ်ပြီးတော့ထိုကံကနေကုံဆုံးသွားတဲ့အချိန်မှာနတ်ဘဝကနေစုတည်ပြီးတော့တန်တရားဝိစင်းရက်မှာမလွတ်မြောက်နိုင်သေးပဲတန်တရားမှာအဖန်တလဲကျင်လဲရအောင်မှသာဖြစ်ပါတယ်။ဗုဒ္ဓဘာသာရဲ့အနှစ်သာရကတော့ဖရာတရားတန်ခါဟူသောယန္တနာ၃ပါးကိုသာအပြီးတိုင်ခိုးလုံးရဖြစ်ပြီးတော့တရဏဂုံအဖြစ်လက်ခံကြိုက်ခြင်းဖြစ်ပါတယ်။နတ်များနတ်ပူးခြင်းဆိုဒီမှာယန္တနာ၃ပါးကိုကိုးကွယ်မှုနဲ့မအပ်ဆက်ပဲခိုးလုံးရလို့ယူနေခြင်းဟာလည်းလွဲမှားသောအယူဝါဒတွေပဲဖြစ်ပါတယ်။ဗုဒ္ဓဘာသာမှာနတ်ပူးခြင်းကိုအတိမတ်ပြုတော့လဲဒါဟာလောကီသဘောတရားရတာဖြစ်ပြီးတော့ဒုက္ခမှလွတ်မြောက်စေတယ်ဆိုတဲ့လောကုတ္တရာဝိပဿနာမဖို့လမ်းစဉ်တော့မဟုတ်ဘူးပေါ့မြန်မာနိုင်ငံမှာနကိုးကွယ်မှုဒလိထုံးစံတဲ့အတူဗုဒ္ဓဘာသာနဲ့အတူရောရှက်နေပြီးတော့ဒေသနာတော်ပြင်ပယဉ်ကျေးမှုတရက်အနေနဲ့လည်းကိုးကွယ်ကြတယ်။အတွင်း38မင်းအပြင်38မင်းအဝင်း38မင်းဆိုတဲ့နတ်မင်းတွေကိုပူဇော်ကိုးကွယ်ခြင်းနကနာပေးခြင်းနှုတ်ဝင်ပူခြင်းစတဲ့ဒလိတွေကိုပြုလုပ်လေးရှိပြီးတော့ဖျားရှိခိုးကြောင်ဖျားเจ้าရဲ့အနီးတစ်ဝိုက်ဓမ္မမို့ဖျားဝင်းနေမှာတော့မှထိုနဲ့ရုပ်တွေကိုတွေ့ရတတ်ပါတယ်။လူအများစုကနတ်တွေကကောင်းကျိုးချမ်းသာပေးတဲ့အခက်အခဲတွေကိုဖြေရှင်းပေးတဲ့အန္တရာယ်တွေကနေကာကွယ်ပေးတဲ့ဆိုတဲ့ကိစ္စရပ်တွေနဲ့အတူလောကီကိစ္စရပ်တွေအတွက်လည်းအားကိုးကြပါတယ်။ဒီလိုပဲလောကီပယောဂကိုယုံကြည်ခြင်းဖြစ်နေတာကလည်းရှိလာခဲ့ကြပါတယ်။ပြီးတော့နတ်ဝင်တဲ့တွေနဲ့ပယောဂဆိုတာကတော့ခွဲခြားလို့မရတော့ဘူးပေါ့။နတ်ဝင်တဲ့နတ်ကတော်ကနေတစင်းနတ်တွေကနေပြီးတော့စကားကိုပြောတယ်အမိတ်ပေးခြင်းတွေယုံကြည်ကြတယ်။ယင်းကိုလောကီအရာတစ်ခုပြေလက်ခံတော့လဲဗုဒ္ဓဘာသာတရားတော်နဲ့ဆန့်ကျင်နေရတော့လုံးဝအမှန်ပဲဖြစ်ပါတယ်။ဗုဒ္ဓဘာသာသဘောတရားဆိုရင်နတ်ပူးတယ်နတ်ကိုးကွယ်တယ်ဆိုတာကတော့နတ်ကိုးကွယ်ခြင်းကဗုဒ္ဓဘာသာရဲ့ဒုက္ခဤအကြောင်းနဲ့ဒုက္ခချုပ်ငြိမ်းရာကိုအဓိကထားတော့ကြောင်းနတ်များကိုးကွယ်တယ်ဆိုတာဗုဒ္ဓဘာသာရဲ့အကျင့်လန်းစဉ်နဲ့တော့လုံးဝကွဲလွဲနေတယ်ပေါ့နော်ဗုဒ္ဓဘာသာတဦးဖြစ်ပဲဆိုရင်နတ်ပူးခြင်းဗုဒ္ဓဘာသာတဦးတဲ့တယောက်ကနတ်ဝင်ပူးတယ်ဟုယုံကြည်ရတဲ့အခြေအနေမျိုးတစ်ခုနဲ့ကြုံလာရပြီဆိုရင်ဘာသာရေးနီးလန်းအရာပရိနာပြီးမဲ့တရားနာယူခြင်းမေတ္တာပို့ခြင်းစတဲ့ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်ပြီးတော့ထိုပယောဂကိုဖြည့်ရှင်းနိုင်ပါတယ်များသောအားဖြင့်တော့ဗုဒ္ဓဘာသာကိုယုံကြည်ကိုးဝယ်နေတဲ့တရဏဂုံတည်ထားတဲ့ပုဂ္ဂိုလ်မှာမိတို့သောပုဂ္ဂိုလ်တူတယောက်မှာနတ်ဝင်ပူးခြင်းပယောဂဝင်ပူးခြင်းအလုံးဝမဖြစ်နိုင်ပါဘူး။ဒါကြောင့်အကယ်၍အကြောင်းအမျိုးကြောင့်ဖြစ်လာခဲ့သည့်ဆိုတော့လေမိမိတို့ဒီမေတ္တာပို့ပေးခြင်းတရားနာပေးခြင်းပြီးရွတ်ဖတ်ခြင်းတို့ဖြင့်ပြုလုပ်ပေးနိုင်ပါတယ်ထိုပယောဂကိုဖြည့်ရှင်းနိုင်ပါတယ်ဗုဒ္ဓဘာသာကနတ်များတည်ရှိမှုကိုလက်ခံတော်တယ်လူသားတွေကိုဒုက္ခမှလွတ်မြောက်စေရန်နတ်ပူးခြင်းကိုအာကိုခြင်းတို့မဟုတ်နတ်များကိုအလုံးစုံစိတ်ခိုလုံအဖြစ်တတ်မှတ်ခြင်းကိုမပြုလုပ်တင်ကြ
ယတနာသုံးပါးကိုသာအမျက်ဆုံးခိုးလို့ရအဖြစ်လက်ခံရယူတင်ပါတယ်တခါတည်းမှာကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာနှစ်ပူးချင်းနဲ့တရေပူးချင်းအပမီချင်းတို့ရောရှက်နေတယ်ဆွမ်းကပြောပြခဲ့တယ်လို့ပဲမြမယုံကြည်မှုမှာဝိညာဉ်လောကနဲ့ဆက်ဆက်နေတဲ့အခြေအနေတွေကလည်းအများကြီးရှိနေတယ်ပေါ့နော်ဒါတွေကိုခွဲခြားသိမြင်နိုင်ဖို့အတွက်လည်းလိုပါသေးတယ်ထို့သူကနှုတ်ဝင်ပူတာလားပယောကဝင်နေတာလားတရေဝင်နေတာလားကိုလည်းခွဲခြားတတ်ဖို့လိုပါသေးတယ်နှက်ပူးတွေဆိုတာကအကြောင်းကိုပြောပြရမယ်ဆိုရင်တော့နက်ပူးနေတဲ့ပုံစံမှာနက်ဆိုတာကတော့ကျွန်တော်တို့သိပြီးသားအတွင်း38မင်းအပြင်38မင်းအဝင်း38မင်းကိုဆိုလိုတာဖြစ်ပြီးတော့ဝင်ပူးနေတဲ့အချိန်မှာနက်တွေကမိမိတို့ရဲ့အလိုဆန္ဒကိုဖော်ပြတဲ့လူသားတွေကိုကောင်းချီးပေးရဲပူဇော်ပသပေးရဲတောင်းဆိုရဲသို့မဟုတ်ထိုလူသားရဲ့အနာဂတ်ကိုဟောကင်းထုတ်ပေးခြင်းတို့တွေကိုပြုလုပ်ပေးတဲ့အခက်အခဲတွေရှိနေတယ်ဆိုလို့ရှိရင်ထိုလူတွေကိုမိမိကိုပူဇော်ပသတဲ့သူကိုထိုအခက်အခဲတွေကနေကွင်ကင်းသာအောင်မသွားတဲ့မလာတဲ့ရှောင်ရှားတဲ့အကြောင်းအရာတွေကိုပြောကြားပေးလိမ့်ရှိတယ်ဂုံတိန်နက်တွေရဲ့ပြုမှုနဲ့နေထိုင်ရနေရတော့နက်တွေဟာဝင်ပူးနက်တွေဝင်ပူးနေတဲ့အချိန်မှာဂုံတိတ်ကရှိတဲ့ပြောဆိုဟန်နေဝင်ကြွားတဲ့ပုံစံတွေနဲ့ဟန်တွေရှိပြီးတော့စကားပြောပုံဆိုပုံကစားရှင်းလင်းပြတ်သားတဲ့အမူအရာတွေရှိတယ်တခါတည်းမှာကောက်ခုံခြင်းတွေရှိတော့လဲအိမ်ကြီးပြက်လောက်အောင်ကောက်ခုံခြင်းမျိုးမဟုတ်ပဲနက်တန်ဖြစ်စကားပြောခြင်းဟိတ်ဟန်ဖြစ်ပြောဆိုခြင်းများတာပြုလုပ်ပါတယ်နကိုးွယ်တဲ့သူတွေကိုနက်ကတော်တွေကနေတစီခိတ္တခဏမြတာဝင်ရောက်ပူခဲ့နိုင်ပါတယ်ပြီးတော့နက်ပူဇော်တဲ့အချိန်နက်ဝင်ပြီးတဲ့ညမှာငြိမ်သက်စွာထက်ခါထားပြီးတော့ထိုပုဂ္ဂိုလ်အားမိသည့်အားနဲ့စိတ်ပိုင်းခဏတာမြအားနေတဲ့ပုံစံပြတော့လဲစိတ်ပိုင်းဆိုင်ရာချိုးရင်းချက်များမရှိပဲပုံမှန်အတိုင်းပြန်လဲဖြစ်ရောက်တော့ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာနက်ဝင်ပူးတာနဲ့အတူမကြခင်မှာတရေတစ်ပတ်တစီတွေကလည်းထိုနက်ဝင်ပူးတရားအောင်နေလာရောက်မိခိုနေတတ်ပါသေးတယ်ပူးဝင်တဲ့ဝိညာဉ်ရာဆိုလို့ရှိရင်လူသားတွေကိုဒုက္ခပေးဖို့ရည်ရွယ်တယ်နှောက်ယှက်တယ်ချင်းချောက်မယ်ထိုဝင်ပူးခံရတဲ့သူကိုအော်ဟစ်စုပူချစ်ကုပ်ပြီးတော့နာကျင်အောင်လုပ်မယ်မိမိရဲ့ပတ်ဝန်းကျင်မှာရှိတဲ့အရာတွေကိုလည်းနာကျင်အောင်ဆက်ဆံမယ်သူ့ရဲ့ရည်ရွယ်ချက်ဒီအမြဲတမ်းဝင်ရောက်ပူးခဲ့ပြီးတော့စားတောက်စီရန်အလို့ငါမကြာခဏဆိုသလိုဝင်ရောက်ပူးခဲ့ဖို့ရည်ရွယ်ပါတယ်ထိုလိုဝင်ပူးနေတဲ့အချိန်မှာကြမ်းတမ်းသောအော်ဟစ်ချေအတန်ပြောင်းလဲခြင်းရန်လိုခြင်းအားနည်းခြင်းထိုသူကိုမေ့မျောအောင်လုပ်ခြင်းထိမ့်မြတိမ့်မြအိမ်ကြီးမဲ့စွာကောက်ခုံခြင်းထိမြသိမြအခြေအနေမျိုးတွေလည်းရှိပါသေးတယ်။ကျွန်တော်တို့ပူဇော်နက်တွေဒီပူဇော်ပတ်သက်မှသာရောက်ရှိလာပြီးတော့ခေတ္တခဏမြတာဝင်ရောက်ပူးပေးနိုင်တဲ့သို့တော့ထိုတရေတစီဝင်ပူးခြင်းတဲ့သူဒီစတောက်ညာအလို့ကအမြဲတစီတောင်းဆိုပြီးတော့မကြာခဏဆိုသလိုနဲ့အယောင်ဖန်ဆင်းပြီးတော့လူတို့ရဲ့လိုအပ်ချက်တွေကို၎င်းတို့ရဲ့ပရောကအစမ်းတွေနဲ့ပြုစားပြီးတော့မကြာခဏ၎င်းတို့လိုအပ်တဲ့အချက်အရာတွေကိုတောင်းဆိုလေးရှိတယ်ပေါ့နော်ထို့တို့ဝင်ပူးလာပြီဆိုလို့ရှိရင်လေဆရာတော်ဘုရားကြီးတွေရဲ့ပရိတ်ရွတ်သူတွေအထက်လန်းဆရာတွေခါရမဏေအနေနဲ့နှင်ထုတ်လို့ရတတ်ပါစေတယ်အမြဲတမ်းတော့၎င်းကိတ္တခဏတော့၎င်းနှင်ထုတ်နိုင်ပါတယ်မိသူမဆိုလို့ဆိုနေတဲ့အချိန်မှာထို့သူကအားနေနေတဲ့အချိန်နေမကောင်းဖြစ်နေတဲ့အချိန်ကန်နေနေတဲ့အချိန်မလွဲတာမရှောင်တာတဲ့အချိန်မှာမလွတ်တော့နေရမလွတ်တာတော့နေရတရေတစီရှိတဲ့ပုံကိုယ်တွေနေရကိုသွားမိတော့၎င်းကန်နေနေတဲ့နေမျိုးကိုတွားနေတဲ့အချိန်မှာတော့လာဝင်ရောက်ပူးကက်ခြင်းမျိုးတွေရှိနိုင်ဒါတွေကိုစကားပြောပုံဆိုဖို့တုတ်ပြန်မှုတွေကတဆင့်ခွဲခြားနိုင်ပါတယ်ပတ်ဝန်းကျင်တုတ်ပြန်မှုတွေနဲ့လည်းခွဲခြားနိုင်ပါတယ်ပတ်ဝန်းကျင်မှာလူတွေကလေးစားတာဆက်ဆံတာလားဒါမှမဟုတ်နက်ကြော်တွေကိုကြောခိုင်းတင်လားဆိုတာကတော့ကိုယ့်ဘာသာကိုစဉ်းစားဆင်ခြင်ပေါ့နော်တခါတည်းမှာနက်တီဝင်ပူးတဲ့ဆိုတာကျွန်တော်တို့လည်းဖြစ်နိုင်တယ်အကုန်လုံးလည်းဖြစ်နိုင်တယ်ဒါပေမဲ့ထိုဝင်ရောက်ပူးကက်ခြင်းဆိုတာဒီပူဇော်ပသတဲ့အချိန်ခိတ္တခဏမြတာဝင်ရောက်ပူးကက်နိုင်ခြင်းတာဖြစ်ပြီးတော့အမြဲတမ်းတစီထိုဝင်ရောက်ပူးကက်နေတယ်ထိုနှက်ဝင်ကတော်ရလဲအိမ်တွေမဲ့စွာပြုမှုနေထိုင်တဲ့အမှုအကျင့်တွေရှိတယ်တန့်ရှင်းမှုမရှိဘူးညစ်ပတ်တဲ့အပြုအမူတွေခန္ဓာကိုယ်မတန့်ရှင်းမှုစိတ်ဝိညာဉ်ခိုင်မာမှုမရှိတဲ့သူတွေဆိုလို့ရှိရင်တော့မိတိနတ်မှာဝင်ရောက်ခြင်းမဟုတ်ပဲတမာတိတီလာတမာတိမရှိတဲ့ပုဂ္ဂိုလ်ဘယ်နဲ့ဝင်တော့မှဘယ်နဲ့မှဝင်ရောက်ပူကမှာမဟုတ်ဘူးဆိုတာကိုတော့သတိပေးခြင်းပါတယ်ဆိုတော့ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့နတ်မီးတော့မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့နတ်ကိုမီးမယ်နတ်ကြော်ရဲ့အခြေအနေကိုစုံစမ်းမြင်ရပါမယ်ထိုနတ်ဝင်ကြောဥမာအားဖြင့်ဆိုရပါစို့ကိုကြီးကျော်ဝင်နေတဲ့အချိန်မှာပဲတေးသေးဆက်တောက်ထားလားဒါမှမဟုတ်တေးသေးဆက်တောက်စားပြီးတော့အမြဲတမ်းတောက်စားလို့ခြင်းတဲ့စိတ်နဲ့အလိုဆန္ဒကြောင့်နှုတ်ဝင်နေရလားအိမ်ကြီးမဲ့စာလောဘကြောင့်မကောင်းမှုတဲ့အချက်အလက်တွေကိုချိုးဖောက်နေသလားထိုမှမဟုတ်ပူဇော်ပသဖို့အတွက်ပဲတောင်းဆိုနေတာလားထိုအချက်အလက်တွေနဲ့နှိုင်းယှဉ်ကြည့်နိုင်ပါတယ်မိမိရဲ့ပတ်ဝန်းကျင်မှာရှိတဲ့နေပုံထိုင်ပုံသွားပုံလာပုံအိမ်ဒီကိုဆက်ပြီးတော့တွေးတောနိုင်တယ်လို့ထိုနတ်ဝင်တွေကခန္ဓာကိုယ်တန့်ရှင်းမှုရောရှိရလားနတ်ဝင်တဲ့ယောက်ျားမိန်းမဥဒမြတို့သည်ရှင်းလင်းသောတန့်ရှင်းတရက်သောနေထိုင်မှုရှိတယ်ဘာသာတရားယုံကြည်ကိုးကွယ်မှုရှိတယ်အမေရဲ့တစီဝင်ရောက်ပူးကက်နိုင်ခြင်းမရှိပင်ပဲအနီးနားကနေ